မင်္ဂလာပါရှင်အိမ်ကနေတက်တဲ့သွားပြီးတော့ဘယ်ဘက်ကို꿰ပါလို့ပြောချင်တယ်ဆိုရင်ပိုင်ตรงจากบ้านแล้วเลี้ยวซ้ายပိုင်ဆိုတာသွားตรงဆိုတာတက်ကိုသွားခိုင်းတာပေါ့จากบ้านအိမ်မှแล้วเลี้ยวซ้ายแล้วရဲ့အတိတ်ပဲကပြီးတော့เลี้ยวဆိုတာ꿰တာซ้ายဆိုတာဘယ်ဘက်ဖြစ်ပါတယ်ရှင်แล้วข้ามถนนใหญ่ข้ามဆိုတာကဖြတ်တာถนนใหญ่ဆိုတာကလမ်းမကြီးပြီးတော့ညာဘက်ကိုဆက်꿰ပါแล้วเลี้ยวขวาต่อแล้วเลี้ยวขวาขวาဆိုတာကညာဘက်ကိုပြောတာต่อဆိုတာကဆက်ပြီးတော့ဈေးရောက်တာနဲ့ဘယ်ဘက်ကိုပြန်꿰ပါถ้าถึงตลาดแล้วถ้าအကယ်၍ถึงရောက်တည်ตลาดแล้วตลาดဆိုတာဈေးถ้าถึงตลาดแล้วเลี้ยวซ้ายဘယ်ဘက်ကိုပြန်꿰ပါလို့ပြောတာပါရှင်